ဟုတ်ကဲ့18ရက်ဒီဇင်ဘာ2018ခုနှစ်နနက်ခင်းသတင်းရုပ်သံမှာတော့ငွေပေးပြီးကာမကျူးတဲ့ဘုန်းကြီးတစ်ပါးဟာဥဝေရသူကျောင်းမှာပုံနေတယ်ဆိုတဲ့သတင်းကျွန်တော်တို့ရရှိခဲ့ပါတယ်ဗုဒ္ဓသာသနာမှာအခုလိုငရဲလားပါရာဇိကကြတဲ့ဘုန်းကြီးကိုလက်မခံနိုင်တဲ့ယာသားတွေကိုလည်းပြည်ထဲရေးကတရားစွဲချင်းချောက်ပြီးအကြက်ကင်ဖုံးဖိထားတာကိုတွေ့ရပါတယ်ဟုတ်ကဲ့မဟုတ်တာတွေလုံနေကြတဲ့သာသနာသင်္ကန်းကျုံလူရုံမှာကရုံးတွေရဲ့နောက်မှာပြည်ထဲရေးနဲ့တပ်မတော်ကြီးရှိနေတဲ့တိုင်းပြည်ကိုဘယ်လိုရင်ကြီးအောင်လုပ်ကြရတော့မလဲဆိုတဲ့လမ်းစာအားလုံးပျောက်ဆုံးနေတဲ့အခြေအနေတွေကိုကျွန်တော်ကိုရှယ်လေးအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC ကတင်ပြတော့မှာပါဟုတ်ကဲ့ကိုရှယ်လေးသတင်းကိုနားထောင်နေကြတဲ့ပြည်သူသားအမိနဲ့ပြည်သူသားအဖနဲ့ထာဝရညီကိုမောင်နှမများခင်ဗျာဒီသတင်းကိုရရှိဖို့အတွက်ဒီဖုန်းကြီးဟာဒကာမတွေကိုတယောက်ကိုကြက်ငွေ9000နဲ့အဲ့လိုခေါ်ပြီးကာမကျူးနေတာကိုရရှိထားတဲ့သတင်းရဒီဖုန်းကြီးเจ้าကိုရှယ်လေးအဖွဲ့သားတွေချင်းကပ်ပြီးအဲ့ဒီဖုန်းကြီးနေထိုင်တဲ့အခန်းရဲ့မျက်နှာချက်ပေါ်ကိုရအောင်တရက်ကြာဝင်းယူစောက်ဆိုင်ပြီးတော့ရိုက်ကူးခဲ့ရတာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့စကိုင်းတိုင်းကတာမြို့နယ်ဝက်တူးကျေးရွာမှာဖြစ်တဲ့အဖြစ်အပျက်ကတော့အရန်ကိုကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာဝင်များအတွက်ထိတ်လန့်တုန်လှုပ်ဘွယ်ရာအရေးခင်းကြီးတစ်ခုလိုတောင်ပြောလို့ရနိုင်ပါတယ်ဒီကိစ္စတွေကိုမိန်းကလေးကစိတ်သားကြေးရွာသူမတို့ဖြစ်ပြီးအခြားကြေးရွာသူတို့ကိုလည်းအဲ့ဒီအနီးနားပတ်ဝန်းကျင်ကကြေးရွာသူတွေကိုရှိရင်ရှိသလိုအခုလိုပတ်စံပေးပြီးပတ်စံနေရီတွက်နေကြပြီးတော့ဖုန်းကြီးနဲ့အပေးယူလုပ်ပြီးကာမဆက်ဆံနေကြရတဲ့ဆင်းရဲသူပြည်သူပြည်သားတို့အပေါ်ကိုကောင်းပုံဖြတ်နေတဲ့ဗုဒ္ဓသာသနာသင်္ကန်းအယောင်ခြုံထားတဲ့ဘုန်းကြီးကိုတော်တပါးကတော့အဖြေရှင်းပါတယ်ဟုတ်ကဲ့အခုကျွန်တော်တို့ရိုက်ကူးတဲ့ဗီဒီယိုဖိုင်မှာညဉ့်ညမ်းတဲ့အချက်လက်တွေပါလာခဲ့မယ်ဆိုရင်ဒါကိုအားလုံးနားလည်စွာကြည့်ရှုပြီးအချို့နေရာတွေကိုတော့ကျွန်တော်တို့ဗီဒီယိုအတက်ပညာနဲ့ရှိတ်လိုက်အတော့နဲ့အလင်းအမှောင်တွေနဲ့ဖုံးဖိဖြောက်ပြက်ထားပေးပါတယ်အခုကတော့ဘုန်းကြီးကိုယ်တိုင်ပတ်စံပေးပြီးဒကာမကတော့ဘောင်းမီချွတ်ပါပြီအတွင်းကန်ချွတ်ပြီးတော့အဲ့ဒီဘုန်းကြီးရဲ့စက်တီဆောင်ဂန်းတဲမှာပဲအခုလိုဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်ဟုတ်ကဲ့အဲ့ဒီမှာဘုန်းကြီးကနေပြီးတော့ဒါကတော့တစ်ဖက်မှာကျွန်တော်တို့လိုက်ရိုက်ထားတဲ့ဖိုင်ရှိပါသေးတယ်အဲ့ဒီမှာသူကအရက်နဲ့ဘီယာရောထားတဲ့ပလင်းတစ်ခုကိုသွားတောက်ပြီးပြန်လာတာပါအခုကတော့ဒကာမနဲ့အတူအဲ့ဒီလိုသူ့ရဲ့အခန်းထဲမှာပဲအိတ်နေတာကိုကျွန်တော်တို့အပေါက်သေးသေးလောက်ရှိတဲ့အပေါက်ကလေးကနေအခုလိုစူးစမ်းအားထုတ်ရိုက်ကူးပြီးတော့ဆောင်ရွက်ကြရတာဖြစ်တယ်လို့ဘုန်းကြီးဟာအဲ့ဒီသင်္ကန်းကိုဒကာမနဲ့လုံးထွေးနေတဲ့အဲ့ဒီနေရာမှာပဲချွတ်ချပြီးတော့အခုလိုကာမဆက်ဆံဖို့အတွက်ဆောင်ရွက်ခဲ့ကြတဲ့ရှိတ်လိုက်အတွန့်တွေကိုကျွန်တော်တို့ပြထားတဲ့မမြင်မဖွယ်ရာတွေကတော့တော့ကိုရက်ရက်ဆက်ဆက်နိုင်ငံခြားမှာစီးပွားဖြစ်ရောင်းတဲ့ဗီဒီယိုကားတကားလောက်ကိုရှိပြီးကားရဲ့အရှိကတော့တနင်္ဂနွေခွဲကြာမြင့်ပါတယ်အဲ့လောက်ကိုအကြာရှိစွာကာမဆက်ဆံနေကြတဲ့အခြေအနေကိုကျွန်တော်တို့ကအဲ့ဒီလိုရိုက်ကူးခဲ့တာဟာဗုဒ္ဓသာသနာကိုတန်ရှင်းရေးအတွက်အထောက်အကူပြုဖို့ဆောင်ရွက်ခဲ့ကြတော့ညာလည်းပဲဒီဖုန်းကြီးဟာသူ့ရဲ့နောက်လိုက်တွေနဲ့ပြည်ထဲရေးပေါင်းပြီးတော့ရွာသားတွေတိသွားတဲ့အချိန်မှာအဲ့ဒီကျွန်တော်ပြောတဲ့ဝက်တူးကျေးရွာကရွာသား69ဦးကိုပြည်ထဲရေးကတရားစွဲထားပါတယ်ဘုန်းကြီးကိုသာသနာတွန်းလှန်စေမှုနဲ့မဟုတ်မမှန်လှုပ်ကြံပြောဆိုမှုတွေဆိုပြီးတရားစွဲခံထားကြရတဲ့အတွက်ဒီကိစ္စကိုသာသနာရေးဝန်ကြီးသိပြီးသာသနာရေးဝန်ကြီးကနေဒီကိစ္စကိုပြတ်ပြတ်သားသားဆောင်ရွက်နိုင်ဖို့ကျွန်တော်တို့အခုလိုအထောက်ထားနဲ့တင်ပြလာတာဖြစ်ပါတယ်သို့တော့ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကျွန်တော်တို့အပြိုင်အဆိုင်ရိုက်ကူးပြီးမျက်နှာချက်ပေါ်ကဖောက်ထားတဲ့အပေါက်လေးများစွာကရှုထောက်ပေါင်းစုံမှာဆင်ထားတဲ့ကင်မရာတွေကနေရယူထားတဲ့ဒီဂရီပေါင်းမြောက်များစွာရှုတော်ပေါင်းမြောက်များစွာအဲ့ဒီရုပ်တံတွေကတော့သာသနာရေးဝန်ကြီးဦးအောင်ကိုဝါသနာပါမယ်ဆိုလေကျွန်တော်စီမှာတောင်းယူလို့ရပါတယ်မဖုံးပါနဲ့မဖိပါနဲ့အချင်းနေတော်တော်ဆိုးတဲ့ခွေးဇက်ထုတ်ခင်းနေတဲ့ဂရုံးဖြစ်နေတာကိုတိုင်းပြည်ကသိအောင်အခြားဗုဒ္ဓဘာသာဝင်တွေလည်းမျက်နှာငယ်ရပြီးအခုလိုလုပ်နေတာကိုတော့သာသနာရေးဝန်ကြီးဥအောင်ကိုနဲ့နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်သွားလျာမှာပြောပြီးပြန်မလှည့်ကြည့်တဲ့တမရာကြီးဦးဝင်းမြင့်တို့အားလုံးသိပြီးဒီကိစ္စကိုဖြေရှင်းကင်တွယ်ဆောင်ရွက်ခြင်းမရှိဘူးဆိုရင်ကဘာသိအောင်ရုပ်တံအရှင်းလင်းကိုထုတ်ပြမှာဖြစ်ပြီးဒီဖုန်းကြီးဟာလောလောလတ်လတ်ဥဝေဒသူ့ရဲ့မစိုးရင်ကြောင်းတိုက်မှာပုံခိုနေတယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးငင်းချက်ထုတ်လာမယ်ဆဲဆိုလာကြမယ်ပေါက်ပန်း40ဗုဒ္ဓသာသနာကိုဆောင်ရွက်ဖို့အပြီးတော့ပြည်ထဲရေးတဲ့
လက်နက်ကိုင်အုပ်ချုပ်ထားတဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ဦးကြီးနိုင်ငံတော်ခွေးမှာကမင်းအောင်လှိုင်ရောက်ပြဿနာလုပ်လာရင်တော့တကဘာလုံးသိအောင်ဖွင့်ချမယ်နောက်ပိုင်းဗီဒီယိုအခန်းဆက်တွေနဲ့၎င်းတို့ရဲ့အကာအကွယ်ပေးမှုဥဝေရသူကျောင်းကိုမြေလှန်ရှာခွင့်မပြုတ်မှုတွေကိုကျွန်တော်တို့ဖော်ထုတ်မှာဖြစ်ပြီးစောင့်ရှက်ပြန်ကွဲအောင်ကျွန်တော်ကိုရှယ်ရေးဗုဒ္ဓဘာသာသာသနာတန်ရှင်းမှုအလို့ငါဆောင်ရွက်ဖို့ရှိကြောင်းအခန်းဆက်တွေနဲ့တင်ပြမှာပါ